မင်္ဂလာပါရှင်ကျမကယူသက်ပါကျမတို့မတွေ့ရတာအတော်ကြာသွားပါပြီကျမဒီနေ့မေလ20ရက်နေ့ဗုဒ္ဓဟူးနေ့ Wednesday ပေါ့နော်ဒီနေ့မှာတော့ဒီကမ္ဘာရွှေဈေးကွက်နဲ့ပတ်သက်ပြီးတော့ကျမတို့ဖြစ်လာနိုင်ခြေရှိတဲ့ဈေးကွက်ရဲ့လာရလေးတွေကိုအနည်းငယ်သုံးသပ်ပြပေးချင်ပါတယ်လက်ရှိကမြန်မာအချိန်ကတော့ညနေခင်း9:10မိနစ်ရှိသွားပြီဈေးကကမ္ဘာရွှေဈေးကလက်ရှိမှာတအောင်စကို$4,495ဝန်းကျင်မှာရှိတယ်။အဲ့တော့ဒီနေ့ဈေးလှုပ်ခတ်ကိုကြည့်မယ်ဆိုရင်ကျမတို့က market ဒီ$4,482ဝန်းကျင်လောက်မှာဈေးဖွင့်လာတယ်။အမြင့်ဆုံးက$4,508လောက်အထိတက်ထားတယ်။အနိမ့်ဆုံးက$4,453လောက်အထိဆင်းထားပြီးတော့လက်ရှိဈေးကတော့$4,4964495ဒီတဝိုက်မှာရှိနေတာပေါ့နော်အဲ့တော့ကျွန်မကအရင်ဦးဆုံးဒီ analysis video လေးတွေမှာနှစ်ပိုင်းခွဲပြီးတော့ပြောပြသွားမယ်ကမ္ဘာရွှေဒီကမ္ဘာရွှေဈေးကွက်ရေပေါ့နော်လာမယ့်ဖြစ်လာနိုင်ခြေရှိတဲ့ဈေးကွက်အခြေအနေကိုကျွန်မကရေရှည်မှာဘာဆက်ဖြစ်နိုင်လဲပေါ့နော်ဒါလေးတစ်ချက်သုံးသပ်ပြီးသွားမယ်ပေါ့ရေရှည်ဆိုတဲ့အတိုင်းတာကလည်း market ရဲ့ဈေးအလောက်ခတ်ပုံမူတည်ပြီးတော့ကျွန်မတို့ရက်သက်တစ်ပတ်ဝန်းကျင်နေလဲဖြစ်ကောင်းဖြစ်မှာပေါ့နော်ရေရှည်ဆိုပေမဲ့ကျွန်မတို့လုံးဝ long term အများကြီးတွေးစရာတော့မလိုဘူးဒီရက်သက်တစ်ပတ်ဝန်းကျင်ပေါ့အကယ်၍ဈေးလောက်ခတ်မှုတွေကငြိမ်နေအေးတယ်ဆိုလို့ရှိရင်တော့ရက်သက်တစ်ပတ်ဒီဆက်သွားနိုင်တယ်ပေါ့နော်ဒီလိုပုံစံလေးပေါ့အဲ့တော့ကျွန်မကတော့အနည်းဆက်ဆုံးမှာလက်ရှိ daily time frame မှာဖြစ်လာနိုင်ခြေရှိတဲ့ market ရဲ့လာရအောင်အရင်ဆုံးသုံးသပ်ပေးခြင်းနဲ့ဆိုတော့လက်ရှိမှာကျွန်မကအခုလက်ရှိဖြစ်နေတဲ့ market ဒီအနည်းဆုံးလေးကိုတော့ဒီလိုသုံးသပ်ထားတယ်ဒီ pattern လေးပေါ့နော် symmetrical triangle pattern လေးတခုတော့ရှိနေတာပေါ့လေအဲ့ဒီ pattern လေးအရာဆိုလို့ရှိရင် market ကကျမတို့ pattern ဒီ break down ဖြစ်သွားပြီလို့ပြောလို့ရတယ်ပေါ့နော်ဈေးကအောက်ဘက်ကိုဖောက်ဆင်းသွားပြီဆိုတာကိုကျမတို့တွေ့ရတယ်အဲ့တော့သူ့ရဲ့ဈေးကွက်ရဲ့လာရအောင်ကြည့်ကြည့်မယ်ဆိုလို့ရှိရင်တော့အောက်ဘက်မှာဖြစ်လာနိုင်ခြေရှိတဲ့ target ဒီပထမတစ်ခေါက်ကျမတို့လာခဲ့ဘူးတဲ့ဒီဈေးရနာပေါ့4,090တဝိုင်ပေါ့နော်ဒီနားအထိပြန်ပြီးတော့ရောက်လာနိုင်ချေတွေ့ရမယ်ဒါကဘယ်လိုအခြေအနေလဲဆိုရင်လက်ရှိဖြစ်နေတဲ့ဒီ symmetrical triangle pattern လေးဒီ impact ဖြစ်သွားခဲ့မယ်ဆိုရင် break down လေးဖြစ်ထားတယ်လက်ရှိမှာကဒီဈေးတန်းကိုလည်းဒီမှာ triangle ရဲ့ lower line လေးကိုလည်းဒါ test လုပ်ထားပြီးပြီပေါ့နော်သူစမ်းထားပြီးပြီအဲ့အတွက်အကယ်၍သူဆက်ဆင်းကျင်နေဆိုရင်သူ့ရဲ့ target ရဆိုဒီလောက်ထိရောက်လာနိုင်ချေတွေ့ရမယ်အဲ့တော့ကျမတို့ကဒီလိုရောက်လာနိုင်ခြေရှိရလို့ပြောလို့နေ့တိုင်း market ထဲမှာရောင်းနေရမှာလားဆိုတော့မဟုတ်ဘူးရှင်တရက်တာ trade မဲ့ intraday trader တွေဒီကျမတို့ရောင်းတဲ့နေရာမှန်ကန်တဲ့ဈေးတန်းတွေကိုပြန်ဆောင်ဖို့တော့လိုတယ်အဲ့တော့ဒီလာရအောင်မြင်လို့ကျမတို့ကကြုံရဈေးတန်းကလိုက်ရောင်းနေလို့တော့မရဘူးသူ့ထက်နှိမ့်နေကျမတို့ lower time frame တွေကို swing ပြီးတရက်တာ trade ဖို့အတွက်အကောင်းဆုံးရောင်းလို့အားတွေဝင်လာနိုင်ခြေရှိတဲ့ entry တွေကိုပြန်ပြီးတော့ assess ဖို့တော့လိုအပ်တယ်ဒါကတော့ဒီ pattern လေး impact ဖြစ်ရင်ရောက်လာနိုင်ခြေရှိတဲ့ဈေးတန်းတစ်ခုကျွန်မသုံးသပ်ပေးတာပေါ့နော်အဲ့တော့အကယ်၍များဒီ pattern လေးက impact မဖြစ်တော့ဘဲနဲ့ market ဒီအခုဒီနားမှာကျွန်တော်တို့4,560 4,580ပေါ့နော်ဒီဈေးတန်းတစ်ဝိုက်ပေါ့ဒီအထက်ကိုပြန်ပြီးတော့ကောင်းကောင်းဖောက်တက်သွားပြီးတော့တရက်တာဈေးပိတ်သွားခဲ့တယ်ဆိုပါစို့အကယ်၍ဒီလိုတွေဖြစ်သွားခဲ့ပဲပေါ့ဒီလိုအခြေအနေတွေဖြစ်သွားခဲ့မယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ pattern ဒီ impact ဖြစ်နိုင်မှုရာခိုင်နှုန်းနည်းသွားနိုင်တယ်ဒါဆိုရင်တော့ market ဒီအပေါ်ကဈေးတန်းတွေကိုပြန်လာမှာပါအဲ့တော့လာနိုင်ခြေရှိတဲ့ဈေးတွေဒီကျမတို့အနည်းဆက်ဆုံးဒီမှာ swing high လေးတစ်ခုရှိနေတဲ့4,940တို့4,980တို့နားတွေကိုတစ်ခေါက်ပြန်လာနိုင်ခြေတွေ့ရမယ်ပြီးရင်ကျမတို့ဒီ swing high မှာတိုင်ရင်တော့ဒီအောက်မှာကျမတို့ရှိခဲ့ဘူးတဲ့4,650တို့ပေါ့နော်ဒီနားတော့အနည်းဆုံးရောက်လာနိုင်ချေရှိတာပေါ့လေအဲ့ဒါပြီးသွားရင်တော့အပေါ်မှာတစ်ဖြတ်ချင်းစဉ်းစားမယ်ဆိုဒီဘက်က swing high ဈေးတန်းလေးတွေဖြစ်တယ်ကျမတို့4,850တို့4,890တို့ဒါတွေဒီ strong resistance အနေနဲ့ပြန်ရှိလာနိုင်တယ်ဒီနားတွေအထိတစ်ချက်ပြန်ရောက်နိုင်တယ်ဒါတွေကိုဆက်ဖောက်တက်တော့မှဒါကျမတို့ဒီဘက်မှာခြံခဲ့ဘူးတဲ့4,980တို့5,040တို့ဒီ9,000ဈေးတန်းနေနားကိုပြန်လာနိုင်ချေရှိမှာပေါ့ဒါကတော့ဒီ pattern ဒီ impact မဖြစ်ဖ ೇನೆ နဲ့ market ဒီအပေါ်ဘက်ကိုပြောင်းလာခဲ့သည်ရှိတော့တဆင့်ချင်းဆက်ပြီးတော့ break up သဘောမျိုးပေါ့အပေါ်ဖောက်တက်ဖို့စဉ်းစားသွားရမယ်ဈေးတန်းလေးတွေပေါ့နော်အဲ့တော့ဒါကတော့ daily time frame အရာကျမတို့ကြည့်မယ်ဆိုရင်လက်ရှိမြင်နေရတဲ့ market ဒီအနည်းဆုံးမှာဒီလိုဖြစ်နိုင်တာပေါ့လေအဲ့တော့ဈေးအကျကိုပြောပါဆိုရင်လည်းအခုဘယ်နာအထိအနည်းဆုံးဆက်ချနိုင်လဲဆိုတော့ကျမတို့ဒီဈေးတန်းပေါ့ဒီ
ဒီဈေးတန်းလေးဒီ4380နားမှာရှိတယ်အဲ့တော့ဒီဈေးတန်းလေးဒီကျမတို့ပထမတစ်ခေါက်ပေါ့နော်ဒီကြခဲ့တော့ကဆိုလို့ရှိရင်လည်းအနားထိတစ်ချက်ရောက်တယ်ဒီရှိမှလည်းအရင်တော့က string height တစ်ခုရှိခဲ့ဘူးတဲ့ဒီနားလေးဒီပေါ့နော်အဲ့တော့ဒီဈေးတန်းလေးဒီ4380နားတစ်ဝိုင်မှာရှိတယ်အဲ့လောက်ထိတော့ကျမတို့အနည်းဆုံးဆက်ပြီးတော့လာနိုင်ချေကိုတွေ့ရမယ်ဒါဆိုရင်ကျမတို့ကအဝယ်ဘက်ကိုပဲကြိုက်ပါတယ်ဝယ်ခြင်းနဲ့ဆိုတဲ့ traders တွေဆိုလို့ရှိရင်တော့ကျမတို့က4380လောက်ထိပြင်ရောက်တာကိုစောင့်တာတော့ပိုကောင်းနိုင်တယ်ပေါ့နော်အဝယ်ဘက်မှာတိချနေခြင်းနေဆိုရင်ဒီဈေးတန်းအောက်ကိုဖောက်ဆင်းသွားပြီဆိုရင်တော့ကျမတို့ဒီ triangle pattern လေးလည်း impact ဖြစ်သွားနိုင်ပြီးတော့အယောင်ဘက်ကိုတိချပြန်ကြည့်ရမယ်အခြေအနေပေါ့နော်အဲ့အခြေအနေဆိုရင်တော့အဝယ်စဉ်းစားတာထက်ဆိုင်ရင်တော့ကျမတို့ဒီအောက်ထိအယောင်ဘက်ကိုနည်းနည်းပြန်စဉ်းစားတာမျိုးလုပ်တင်တာပေါ့နော်အဲ့တော့ဒါလက်ရှိဖြစ်နိုင်ခြေရှိတဲ့ market ရဲ့လာရအောင်ပြောပြပြီးတော့အကယ်၍ကျမခုနပြောသွားသလိုပဲ4560တို့80တို့ပြန်ဖောက်တက်ပြီး market ဒီ daily အဖြစ်အပေါ်မှာကောင်းကောင်း break up ဖြစ်ပြီးပြန်ပိတ်သွားမယ်ဆိုရင်လည်းအပေါ်ဈေးတဲ့နေကိုတဆင့်ချင်လာနိုင်မှာပေါ့နော်ဆိုတော့တရက်ချင်း trade ပေါ်ကတော့ကျမတို့က daily time frame မှာဒီတိုင်းကြည့်မယ်ဆိုလို့ရှိရင် zone ကထုတ်လို့တော့ရတယ်ဒါပေမဲ့ range တွေအရန်ကျယ်တဲ့အတွက်တရက်ချင်း trade မဲ့ traders တွေဆိုရင်တော့ stop loss ထားဖို့ entry ဝင်ဖို့ confirmation စောင့်ဖို့ဒါတွေအဆင်မပြေဖြစ်လာနိုင်တယ်ပေါ့နော်အဲ့တော့ကျမတို့က H1 လောက်ကိုတစ်ချက်သွားကြည့်မယ်ဆိုရင်တော့လက်ရှိမှာကျမတို့အဝယ်ဘက်ဆိုတာတက်ဖိနာလေးပြင်ရောင်းရင်ကောင်းမလဲဆိုပြီးစဉ်းစားရမယ်ပိုင်းဖြစ်နေတာပေါ့နော်ဒါကြောင့်မို့လက်ရှိမှာဆိုလို့ရှိရင်တော့ကျမအရင်ဆုံးအနည်းဆုံးမှာဒီဈေးတန်းလေးတစ်ချက်ယူပေးမယ်4500နဲ့30နာနော်ဒီနားလေးဒီပြေရောက်လာခဲ့မယ်ဆိုရင်တော့ရောင်းကျင်တဲ့ traders တွေစပြီးတော့ကြည့်လို့ရတဲ့ဈေးတန်းမျိုးပေါ့4530နဲ့4550နာတစ်ဝိုင်ပေါ့နော်အနားစကြည့်လို့ရတယ်အနားမှာပြန်ကြမဲ့အရေးအောင်မတွေ့ဘူးဆိုရင်တော့ market ဒီ4585နဲ့4590လောက်ထိဆက်ပြီးတော့တက်နိုင်ကြီးရှိတယ်အဲ့တော့ဒီပေါ်ရောက်မှကျမတို့အယောင်ပြန်ကြည့်တာမျိုးစဉ်းစားရမယ်အဲ့တော့ဒီနှစ်ချက်ပေါ့နော်ဒီဇုံကြီးရဲ့အထက်ကိုဆက်ဖောက်တက်သွားရင်ရောဆိုရင်တော့ဒီအပေါ်မှာဆက်ပြီးရှိနေတဲ့ဈေးတန်းနေသည်4610နဲ့4620ရှိမယ်သူ့အပေါ်မှာဆိုရင်4650နဲ့4660ရှိမယ်ဒါကတော့တဆင့်ချင်းဆက်ပြီးတော့စဉ်းစားသွားရမှာအဲ့တော့ဒီရက်ပိုင်းပေါ့ဒီနေ့တရက်တာလိုမျိုးပေါ့နော် trade ဖို့အတွက်ဆိုရင်တော့ဒီဈေးတန်းဒီလက်ရှိမှာမရောက်သေးဘူးနည်းနည်းဝေးနေတာဖြစ်တဲ့အတွက်ကျွန်မအခုချိန်ပြောလဲပဲနောက်ရက်မှာ update ပြန်ပြောမှဒါသတိထားမိမယ်အခြေအနေမျိုးဆိုတော့အခုဒီအပေါ်ပိုင်းတွေကိုလည်းဆက်မပြောသေးဘူးเนาะအဲ့တော့အခုလောလောဆယ်ဆယ်တော့ကျမတို့ဒီလိုချင်းတွေတွေ့ရတယ်အယောင်ကြိုက်တယ်ဆိုရင်တော့ဒီဈေးတန်းလေးတွေကိုစောင့်တာပိုကောင်းမယ်လို့ကျမထင်ပါတယ်အဲ့တော့အဝယ်ကြိုက်တဲ့ traders တွေကတော့ကျမခုနပြောသလိုပဲပေါ့ market ဒီ daily ကသွားကြည့်မယ်ဆိုရင်တော့ဟိုဒီအောက်ဘက်ကဈေးတဲ့နေကိုပြန်စောင့်မှုကလိုနေတာအဲ့တော့အခုအနည်းဆုံးမှာအဝယ်စဉ်းစားကြတယ်ဆိုရင်တော့ကျမတို့က lower time frame တွေမှာပဲစင်းကြည့်ပြီးတော့ပေါ့နော်အဝယ်ဘက်မှာစဉ်းစားလို့ရမယ့်အခြေအနေမျိုးပေါ့အဲ့တော့ဒီအပေါ်ဈေးတဲ့နေကိုကမစောင့်ချင်ဘူးပေါ့အရောင်းကိုပဲကြိုက်တာပါရေတိုပဲစဉ်းစားချင်တယ်ဆိုလို့ရှိရင်တော့ကျမတို့ဒီနားတွေရောက်ရင်တော့စဉ်းစားကြည့်ပေါ့4500တို့4510တို့ဒီဈေးတဲ့နားလေးရောက်ရင်စဉ်းစားကြည့်ပေါ့နော်ဒါကတော့ရေတိုပေါ့လေအရောင်းဘက်မှာနေမယ်ဆိုရင်အဲ့လိုပဲရေတိုအဝယ်ဆိုရင်တော့မနက်ကကျမတို့ဒီနေ့မေလ20ရက်နေ့မှာမနက်ကဖြစ်ရောက်သွားလာခဲ့တဲ့4482တို့เนาะဒီ4465တို့အနားဒီမှာအဝယ်ရခဲ့ရင်တော့မစိုးဘူးပေါ့နော်အနားလေးတစ်ချက်တော့ရှိမယ်ပေါ့အနားလေးကအဝယ်လေးရှိမယ်ဆိုရင်တော့ဂိုင်ထားလို့ရနိုင်တယ်အဲ့တော့အဲ့လိုမဟုတ်ဘဲနဲ့ကျမတို့အခုလောလောဆယ်ဒီနားမှာရှာပါဆိုရင်တော့ကျမအဝယ်အနေနဲ့အခုလောလောဆယ်ကြိုက်တဲ့နေရာတော့ပြောစရာမတွေ့နေသေးဘူးပေါ့နော်အကယ်၍များကိုကမနဲ့တုံးကဒီ4480နာအဝယ်တွေရထားခဲ့တည်ရှိတော့ကျမတို့ရေတိုပဲစဉ်းစားနေဆိုရင်တော့အခု4495ဝန်းကျင်တွေမှာအမျက်တွေစပြီးခွဲသိမ်းလို့ရပြီပြီးရင်4510တွေထိစက်ကင်လို့ရမလားဆက်ဆောင်ကြည့်ပေါ့နော်အဲ့တော့ရေတိုရောင်းဆိုရင်တော့ကျမအခုပြောသလိုပဲ4500နဲ့4510ဝန်းကျင်တွေမှာရနိုင်မလားပြန်ကြည့်ပါအဲ့တော့အဲ့ဒီ range တွေကိုကျော်လွန်သွားပြီဆိုရင်တော့ကျမကပြောသလို H1 မှာဖြစ်နေတဲ့ဒီ range တွေကိုပြန်စဉ်းစားပြီးအဲ့တော့ H1 ကဒီ range တွေကိုကျော်သွားပြီဆိုရင်တော့တဆင့်ချင်းဖြစ်လာနိုင်ရှိတာတွေဒီအဲ့တော့ကျမတို့ daily မှာပြန်သုံးသက်လို့ရနိုင်တယ်အကြလာရပဲဖြစ်ဖြစ်ဒီအတက်လာရဆိုရင်လည်းဒီအပေါ်ဆုံးလေးပေါ့နော်အဲ့တော့ဒါကတော့ကျွန်မက analysis video လေးဒီကိုယ်တိုင် trade နိုင်တဲ့ trader space တွေအတွက်ပေါ့နော်ကျွန်မကတစ်ဖက်တစ်လမ်းကနေထောက်ကိုပြုချင်တဲ့အတွက်ကြောင့်လို့ market ကိုရိုးရှင်းဆုံးကျွန်မအမြင်နဲ့အမြင်လေးတွေကိုသုံးသပ်မျှဝေပေးသွားတာဖြစ်ပါတယ်ဒီထက်အမှာကိုသုံးနေတဲ့ strategy တွေကိုတွေ့ထားတဲ့ setups တွေနဲ့ကိုက်ညီတဲ့အရာတွေရှိရင် supporting အနေနဲ့ယူသုံးလို့ရတယ်အကယ်၍ကိုစဉ်းစားထားတာနဲ့ကျွန်မပြောတာတွေနဲ့မကိုက်ညီတဲ့အကြောင်းအရာလေးတွေရှိသွားမယ်ဆိုလို့ရှိရင်လေဖြစ်နိုင်ခြေတွေ probability တွေဖြစ်တန်ဆိုတဲ့အနေကိုတစ်ချက်ပြန်ပြီးတော့ technical view ရပြန်သုံးသပ်ကြည့်ပေါ့နော်
ဆိုတော့ကျမရဲ့ analysis video လေးကိုအဆုံးထိစောင့်ကြည့်လေ့လာပြီးသွားတယ်မိတ်ဆွေများအားလုံးကျေးဇူးတင်ပါတယ်လူချင်းမင်းတို့တွေအတက်နိုင်ဆုံးရောင်းမဝယ်မတွေကင်းရှင်းပြီးတော့ profit များစွာရရှိပိုင်ဆိုင်နိုင်ပါစေဆိုတော့ marketing မှာကျမနဲ့တူတူ diamond string တွေ trade ချင်နေဆိုလို့ရှိရင်တော့ကျမစီမှာ Telegram ကနေတစ်ဆင့်လာရောက်တိုင်ပင်လို့ရပါတယ်ကျေးဇူးပါရှင်